မိတ်ဆွေသုံးဦးသည်200ဒီဂရီဖာရင်ဟိုက်အပူချိန်ရှိအခန်းတွင်ပိတ်မိနေသည်တကားကိုတစ်သားလေကားနှင့်ပိတ်ထားသဖြင့်အတွင်းမှဖွင့်မရပေကောင်လေးသည်မိဖို့မှကြောက်တုံးကိုယူကာပြတင်းပေါက်ငယ်ကိုထုခွဲသည်အကြိမ်ကြိမ်စူးစမ်းပြီးနောက်မှန်ကိုထုခွဲနိုင်ခဲ့တော်လဲသူ၏လက်သည်ပြင်းထန်စွာဒဏ်ရာရသွားသည်သူတို့သုံးဦးသည်ပြတင်းပေါက်ငယ်ကိုဝိုင်းကာအပြင်ဘက်မှလေကိုရှူကြသည်အကူအညီတောင်းကြတော်လဲမည်သူမှမကြားပေအခန်းတွင်းရှိမိဖို့သည်ဆက်လက်ပူနွေးလာပြီးမကြာမီမထွက်ခွာနိုင်ပါကသူတို့သည်မမီအလောင်းများအဖြစ်ပြာကျသွားလိမ့်မည်ထို့နောက်ကောင်လေးသည်ကြောက်တုံးကိုပွာဖြင့်ထုတ်ကာပြတင်းပေါက်ငယ်မှတဆင့်လက်ကိုဆန့်ထုတ်ခဲ့သည်ကြောက်တုံးဖြင့်လေကားကိုချိတ်ဆွဲရန်စူးစမ်းတော်လဲပြတင်းပေါက်သည်အလွန်သေးငယ်တာကြောင့်မမီခဲ့ပေမိန်းကလေးတဦးသည်နံရံပေါ်ရှိအပူချိန်အာရုံခံကိရိယာကိုဖျက်ဆီးလိုတော်လဲတငယ်ချင်းကဆက်ပြတ်သွားပါကအပူချိန်လျော့မိအစားတိုးလာနိုင်သည်ဟုဆိုကာတားမြစ်ခဲ့သည်ထို့နောက်ကောင်လေးသည်နံရံမီးအိမ်ကိုတတိထားမိလိုက်သည်သူသည်မီးအိမ်စုပ်ကိုဖယ်ရှားကာမီးကြိုးဖြတ်နိုင်ပါကဖြူစမီလောင်ကအပူပေးဆက်ကိုပိတ်သွားစေနိုင်သည်ဟုပြောခဲ့သည်သူသည်တစ်သားချောင်းတစ်ဝိုက်တွင်ပွာကိုပိတ်၍ရေစိမ်ကအပေါက်ထဲသို့ထိုးသွင်းခဲ့သည်